ဒီဆိုင်လေးကတော့ချင်းမိုင်ကနိုင်ငံခြားသားတွေအလာများတဲ့ညစီတစ်ခုကဘာဘီကျူးဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်နိုင်ငံခြားသားတွေအလာများတဲ့ဈေးဆိုတော့ပေါ့နော်ယူရဲ့ဈေးကလည်းနိုင်ငံခြားသားကြိုက်ဈေးပဲဖြစ်ပါတယ်ရက်ွက်ထဲကဆိုင်တစ်ဆိုင်တော့နည်းနည်းတော့ပုံများတာပေါ့နော်ချက်သားဝက်သားမဲသားဒီသားကင်တွေကတော့တကယ်ကို10ဘတ်ပေးရပါတယ်ညီမငွေလိုမျိုးဆိုရင်တော့1300ပေါ့နော်သုံးတက်သားကိုမှအရွက်လေးတွေနဲ့ထည့်လိုက်ထားတာလေးရှိတယ်3ခုပါတယ်တကယ်ကိုဘတ်20ပေးရပါတယ်2600ပါဒီပီကြီးငါးတွေရေပွဲတွေပေါ့နော်ဒီပစုံတွေကတော့တကယ်ကိုဘတ်30ပေးရပါတယ်3900ပေါ့နော်မြန်မာငွေနဲ့ဆိုရင်ဒီဆိုင်လေးကစနေနေ့တိုင်းဖွင့်တဲ့စနေညဈေးမှာဖွင့်တဲ့ဆိုင်လေးဖြစ်ပါတယ်ဒီညဈေးမှာဆိုရင်သူ့ရဲ့ဆိုင်ကရရောင်းရတဲ့ဆိုင်တွေထဲမှာပါပါတယ်သူ့ရဲ့ဆိုင်လေးကအမြဲတမ်းလူစီနေတတ်ပါတယ်လူအမြဲပြည့်နေတတ်ပါတယ်